ကမေချပါတော့မိကမလိမ့်ပါဘူးအားလုံးပဲမင်္ဂလာပါဇာရီယာရဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီဗီဒီယိုမှာတော့ချင်းမိုင်မြို့မှာရှိတဲ့ Unity International School မှာအကသွားကျင်ထားတဲ့တာကိုရိုက်ထားတဲ့ vlog လေးပဲဖြစ်ပါတယ်ရှင်တကယ်ဒီချောင်းက environment ဆိုရင်ကြိုက်ရဘာလို့ဆိုတကယ် USA ရောက်သွားတယ်လို့ပဲ USA ရောမရောက်ဘူးလေဒါပေမဲ့ရှေ့ပဲမိုက်တယ်ဒီကမေချပါတော့မိကမလိမ့်ပါဘူးဒီ Unity International School ကချင်းမိုင်မြို့မှာတော်တော်နာမည်ကြီးရဲ့ပေါ့နော်ဇာရီယာတို့အကတင်ပေးမယ်အတန်းဖို့စောင့်နေရပါတော့ဆရာမတို့ဖို့အတန်းဖို့သူစောင့်နေဖြစ်ပါတယ်ဒါကတော့အကမတိုက်ခင်ပေါ့နော်အိမ်သာအရန်တော့ချင်တော့အိမ်သာထဲမှာတော့ရိုက်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ် So အကကိုဘယ်လိုကျင့်တော့မလဲဆိုတာစိတ်ဝင်စားရင်အဆုံးထိလိုက်ကြည့်ပေးပါဦးရှင်ကဲရောတော့ဘုံနောက်ဆုံးတော့ dance studio ကိုရောက်နေပါပြီ finally ဒီညကျတော့အကောက်9နာရီကနေ9နာရီထိကိုလေ့ကျင့်တော့မှာဖြစ်ပါတယ်ဟုတ်ပါတယ်ခက်ဖို့အကောက်ကမှာပဲဖြစ်ပါတယ်ဒါကကျတော့အပေါ်က view ပဲပေါ့နော်အခုကျတော့အကောက်ကတော့ခဏနားထားပြီး break time ပဲဖြစ်ပါတယ်ဟိုဘက်မှာကိုနားချင်တယ်လို့နားလို့ရပါဘူးကနေဒါတော့ dance teacher ပေါ့ဒါလေးရောပြီးတော့မှဖြစ်ပါတယ်အကုန်လုံးလည်းတော်တော်ပန်းနေကြပြီပေါ့။ဒါကြတော့ကိုတော့အားလုံးကထားတော့ပြန်ပြီးတော့ချီပြီးတော့ပြင်ဆင်ရှိတော့ပြင်နေဆိုတော့တိုင်းပဲ။ Okay guys ပြီးပါပြီ။ Zaria တို့ကထားတာကိုကြတော့ sport day နေ့မှာတင်ပေးပါမယ်ရှင်။ Bye guys, see you on next video.